やっほー、皆さんこんにちは。久しぶりです。みゆきです。今日はみゆきは皆さんに傷のことをね、言葉少し共有したいと思います。မင်္ဂလာပါမတွေ့ရကြပြီပေါ့နော်မိကပါဒီနေ့ကမိက皆さんကိုဗာပြပြမှာလဲဆိုတော့ဒဏ်ရာတွေကိုဘယ်လိုခေါ်တယ်လဲပေါ့နော်အဖွားတွေမှာအဖိုးတွေဖွားတွေမှာအမြဲတမ်းလက်ကလေးမှာဆောင်းနှင်းဆိုလို့ရှိရင်ကွဲနေတာလေးတွေတို့အဲ့လိုမျိုးလေးမြင်ဘူးမယ်လို့ထင်တယ်နော်အဲ့ဒီဒဏ်ရာမျိုးလေးတွေဆောင်းနှင်းအေးပြီးအသားပတ်ပြီးတော့လက်ချောင်းလေးတွေဘေးမှာကွဲတာတွေအဲ့ဒါကိုကြတော့အကာကြီးတဲ့လို့ခေါ်ပါတယ်またはすり傷ပုံရအောင်ပြောတာပါပုံပဲ့တဲ့ဒဏ်ရာပေါ့နော်ပြီးရင်the切り傷နောက်ပြီးညိုမဲကွက်ကလေးတွေ့ဘူးမယ်လို့ထင်တယ်ပေါ့နော်切り傷ကတော့ဒီပြက်ရှာဒဏ်ရာပေါ့နော်切り傷ပြီးရင်ダボックဆိုတာကကြတော့အညိုမဲကွက်ကလေးထားတာပေါ့နော်あとは湿疹ですね湿疹အနီကွက်ရနာလေးတွေပေါက်တာပေါ့နော်今日はこれぐらいですじゃあまたね